Hello မင်္ဂလာပါခုဆ iam က grade 12 chapter 1မှာပါတဲ့ exercise 1.5က number 3 C လေးကိုပြပေးမှာဖြစ်ပါတယ်ဒီပုဒ်စာမှာဆိုရင် solve နဲ့မေးရပါတော့ z power 4 is equal to minus h minus h root 3i ဆိုပြီးပေးထားတယ်အဲ့ဒါလေးကိုဒီမှာ aura ဖဲပုံစံလေးပြောင်းလိုက်တယ် minus h, minus h root 3ဆိုပြီး aura ဖဲပုံစံပြောင်းလိုက်တယ်ဒီလိုပုံစံတွေဆိုရင်အရင်ဆုံး trigo form ပြောင်းမယ် trigo form ပြောင်းပြီးမှသူတို့ကကျုရုပုံသီနည်းပေါ့နော်ရုပုံသီနည်းနဲ့တွက်မယ်ပေါ့အခုဒီမှာ minus h root 3ကနေ r ရဲ့တိတာရဲ့အရင်ရှာမယ်နော် r တိတာရှာဖို့အတွက်ဒီမှာ r တန်ဖိုးက r ရဲ့ formula က r is equal to square root of x square plus y square ပေါ့နော်ခုဒီဟာဆိုတာကလည်း aura ဖဲက h နဲ့ y တန်ဖိုးပဲလीနော်အဲ့ဆိုရင်ဒီ h နေရာမှာ minus 8ထည့်ပြီး y နေရာမှာ minus 8 root 3လေးထည့်လိုက်မယ်ခုဒီမှာဒါအစားသွင်းလိုက်တယ်နော်ဒီ formula လေးတွေကို minus 8နဲ့ထက်နော်အနှုတ်ဆုံးတက်ဆိုရင်အပေါင်းပဲနော်အပေါင်းနေကြီးပဲသူတို့ကို calculator လေးနှိပ်လိုက်ရင်ဒါလေးရမယ်အဲ့ဒါလေးကိုထပ်ရှင်းလိုက်ရင်256နော် square root of 256ဆိုတာ60ပဲလေနော်အဲ့ဒါက r တန်ဖို့တီတာကိုလိုချင်ကြတော့သူ့ရဲ့ပုံသီနည်းကcos theta is equal to h by r ပေါ့နော် cos theta is equal to h by r h က minus h r တန်ဖိုးက16ဒီမှာအစားသွင်းလိုက်ပြီသူ့ကိုခြေလို့ရရင်ခြေလိုက်မယ်ပေါ့နော် minus 1 by 2ရမယ်အဲ့လိုပဲ sin thetaက y by r ပေါ့နော် sin theta က y by r တန်ဖိုးလေးတွေကိုစားသွင်းလိုက်မယ်ဆိုရင် minus 8 root 3 by 16ရမယ်ခြေလို့ရရင်ခြေလိုက်မယ်ပေါ့နော် minus root 3 by 2ဆိုပြီးရမယ်ဒီဟာလေးနှစ်ခုကနေသီတာရှာမယ်ပေါ့နော်ဒီနှစ်ခုစလုံးတူတဲ့ဟာကတော့60ပေါ့နော်60 degree ဒါပေမဲ့ဒါလေးကို calculator နှိပ်ရင်နှိပ်မနှိပ်ရင်ခုပြောမယ်ပုံလေးနဲ့ပေါ့နော်အဲ့ဒါလေးနဲ့စဉ်းစားရင်စဉ်းစားပေါ့နော်အများစုကတော့ calculator ပဲသုံးနေပေါ့နော် calculator နှိပ်နည်းပြီးရင်ပြောပြမယ်ပေါ့နော်ခုဒီမှာအရင်ဆုံးပုံလေးကနေတစ်ဆင့်စဉ်းစားကြည့်မယ်ပေါ့သူက minus 8 root 3ဆို minus ဆိုတော့သူ့ရဲ့အမှတ်က third quadrant မှာရှိမယ်ပေါ့နော် third quadrant ဒီနယ်လေးမှာရှိမယ်ပေါ့အဲ့ဒါ z ကလေးပေါ့နော်ဒီနားမှာ z ကလေး minus 8 minus 8 root 3ရဲ့ဒီနားမှာရှိမယ်အဲ့ဒါနေပြီးတော့ကျွန်တော်ဒီ 8 zip ပေါ်ကို dotted line လေးအမြင်လေးဆွဲလိုက်မယ်ပေါ့နော်ဒီမှာ right triangle လေးဖြစ်သွားအောင်အဲ့ဆိုရင်ကျွန်တော်ဒီတန်ဖိုးလေးတွေထည့်ကြည့်မယ် minus 8 minus 8 root 3ဆိုတာက1 root 3နဲ့အတူတူပဲเนาะအဲ့ဆိုတော့ဒီ1 root 3ကဘယ်လောက် degree တွေရှိလဲဆိုရင်အခုလောလောဆယ်ဒီမှာ8ပေါ့နော် h နေရာမှာဒီမှာအစားသွင်းလိုက်မယ် h minus တရားမထည့်တော့ဘူးเนาะ h ဒါ h စီမလို့ h ဒီမှာ y က8 root 3ဆိုတော့ဒီမှာ8 root 3လို့ရေးလိုက်ပြီပေါ့နော်အဲ့မှာ1 root 3ကို8တင်နဲ့မြှောက်ထားတယ်ပုံမှန်ဆိုရင်သူကဒီဟာလေးနဲ့သွားမှာเนาะသူ့ရဲ့ပေါ့နော်ပုံသင်နည်းလေးကဒီမှာဒီဟာလေးကနေသွားမယ်ဒါက30ဒီကောင်က60ဒီကောင်ကတော့90 30 60 90 degree ဆိုတဲ့ triangle လေးပေါ့30နဲ့မျက်နှာချင်းဆိုင်က1 60နဲ့မျက်နှာချင်းဆိုင်က root 3ပေါ့နော်90နဲ့မျက်နှာချင်းဆိုင်က2ဆိုပြီးတော့ဒီပုံသင်နည်းလေးရှိတယ်ခုသူက -8 -8 root 3ဆိုတာကအကုန်လုံးကို8နဲ့လိုက်မြောက်ထားတာပေါ့အဲ့လိုဆိုတော့သူကဘယ်လိုဖြစ်သွားမယ်လဲဆိုရင်သူ့ကို8နဲ့မြောက်ရင်8 root 3ဒီမှာ8 root 3ဖြစ်ပြီเนาะသူ့လည်း8နဲ့မြောက်လိုက်ရင်ဒီကောင်လေးက60ဖြစ်သွားပြီဟုတ်တယ်เนาะเนาะအဲအကြောင်းမို့ကျမတို့ကဒီကောင်က8 root 3ဆိုတာ1 root 3နဲ့အတူတူပဲပေါ့ဒါဆိုရင်ဒီမှာက2ပေါ့နော်8နဲ့မြောက်ထားတာဆိုတော့16ဖြစ်သွားပြီပေါ့ဒါဆိုရင် root 3နဲ့မျက်နှာချင်းဆိုင်ကဒီမှာ60ဒါကြောင့်မို့ဒီထောင်လေးက60ပေါ့နော်ဒါပေမဲ့ဒီမှာကdegree နဲ့မပြောဘူးသီတာကသူတိုင်းမှာကနော် radian နဲ့ပဲတိုင်းမှာဆိုတော့60လို့မပြောတော့ဘူး pi by 3ပေါ့pi by 3เนาะတီတာကိုရှာဖို့အတွက်1 pi နဲ့ကနေ pi by 3ကိုနှုတ်လိုက်ပေါ့နော်
ဒါပေမဲ့ကျမတို့ကခုတီတာက clockwise နိုင်လက်တဲ့အတိုင်းလှည့်တာဖြစ်ကြောင့်မို့အောက်ကနေပတ်တာအားကြောင့်မို့သူ့မှာတီတာက minus ထည့်ပေးရနော်ဘိုင်ထဲကနေဘိုင်မိုင်3ကိုနှုတ်ကြည့်လိုက်ရင် calculator လေးသုံးလိုက်ရင်2ဘိုင်မိုင်3ဒါပေမဲ့တီတာကအောက်ကနေပတ်တဲ့အတွက်ကြောင့်မို့ minus လေးထည့်ပေးရမယ်ဒါလေးတွေဆိုတာသိထားရမယ်နော်ဒါကအခုစမပုံနဲ့စဉ်းစားလိုက်တာပြောပြလိုက်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နော်ចောင်းသားတွေဘလို့မှပုံနဲ့လည်းမစဉ်းစားတတ်ဘူးနော်ဒီအာတီတာကိုဘယ်လိုပြောမရဘူးဆိုရင်ဘယ်လိုတွက်မလဲဆိုရင်ခုဒီမှာအာတန်မိုးကိုရှာမယ်ပေါ့နော်အာတန်မိုးရှာဖို့အတွက်ကဒီ -8 root 3ဒီဟာလေးကနေပြီး aura ဖဲလေးအရင်ပြောင်းတတ်ရမယ်နော်ပြီးရင်ခုစမတို့ကဒီမှာ calculator နှိပ်မယ်ပေါ့နော် polar form ပြောင်းမှာ calculator နဲ့ polar form တွက်ထုတ်မှာပေါ့ -8 root 3 i ကိုအရင်ဆုံး calculator ထဲမှာရိုက်လိုက်ပေါ့နော် i နှိပ်လို့ရအောင်စမတို့ကအပေါ်ဘားတန်းကို complex ပြောင်းမယ်ပေါ့အဲ့ဒီဟာနှိပ်နည်းလေးတွေကိုလည်းဒီရှေ့ဗီဒီယိုလေးမှာတင်ထားပြီးရပေါ့နော်အဲ့မှာတစ်ချက်သွားကြည့်ရင်တော့ပို့ပြီးရသွားမှာပေါ့ခုဒီမှာကတော့ calculator နဲ့နှိပ်မပြတော့ဒီတိုင်းပဲပြောလိုက်မယ်ပေါ့နော် -8 root 3 i ကို calculator နှိပ်လိုက်နော်အဲ့ဒါနှိပ်ပြီးရင်ကျမတို့ကဘာထပ်နှိပ်ရမလဲဆိုတော့ shift ရယ်ရှစ်နှိပ်ပြီးရင်2နှိပ်2နှိပ်ပြီးရင်အဲ့ဒီမှာနော်ဘောက်လေးတွေကျလာလိမ့်မယ်1 2 3 4ဆိုပြီးတော့ကိုရီခုရှာမှာကအာတန်ဘိုးနဲ့တီတာတန်ဘိုးဖြစ်တဲ့ကြောင့်မို့8ရယ်2ရယ်နှိပ်ပြီးရင်3ကိုထပ်ရွေးလိုက်ပေါ့နော်အဲ့လို3ကိုထပ်ရွေးမယ်ဆိုရင်ဒီ complex number လေးရဲ့ခုဒီလိုလေးနှိပ်ထားတာဒီ complex number လေးရဲ့နောက်မှာဘာလေးကပ်ပါလာမလဲဆိုတော့ r angle theta ဆိုတာလေးတွဲရလေးပေါ်လာလိမ့်မယ်ဒါက calculator မှာဒီထိနှိပ်ပြီးရင်ဒီလိုလေးပေါ်လာမှာအောက်မှာကြတော့နော်ဘယ်လိုလေးရေးထားလဲဆိုရင်60 angle minus 2 pi minus 3ဒီလိုလေးသွားပေါ်မှာဒါဆိုရင်ဒီကောင်ကအာတန်ဖို့ပေါ့ဒီကောင်လေးဆိုတာကတီတာတန်ဖို့အဲ့လိုမျိုးတက်ရသွားလိမ့်မယ်ဒီလိုမျိုးပုံနေပါနေနဲ့စဉ်းစားနေကြမလို့တော့ဘူးပေါ့နော်အဲ့ဒါကကြတော့ calculator သုံးပြီးတော့ r နဲ့ theta ကိုရှာလိုက်တာနော်အဲ့ကြဒီ cos theta နဲ့ sin theta မှာပုံသင်နည်းလေးတွေမှာအစားသွင်းတာမှန်ရမယ်ပေါ့နော်မှန်ပြီးတော့ကျမတို့ကဒီကောင်ရဲ့ကဘာပဲရနေကျမတို့ဟလာဒီဟာကိုဓာတ်ရိုက်ပေါ့နော် polar form ကို calculator နဲ့တန်းပြောင်းလိုက်တော့ theta တန်ဖိုးနဲ့ r တန်ဖိုးကတန်းထွက်မှာနော်အဲ့လိုထွက်ဖို့အတွက်ကလည်းဒီဟာလေးတွေကမှန်နေရမယ်နော်ကိုကဒီဟာတွေနဲ့အဖြေထုတ်ထားတာမဟုတ်ဘူးဒီကနေပြီးတော့အပေါ်ဆုံးကနေပဲ calculator သုံးပြီးထုတ်တဲ့အတွက်ကြောင့်မို့ဒီဟာလေးတွေကိုစားမှန်အောင်သွင်းနော်မှန်အောင်သွင်းပေါ့ဒါမှအမှတ်ကရမှာဟလားကိုကဒါ calculator နဲ့တန်းနှိပ်ပြီးတော့အာတီတာကိုထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟာမှားနေပြီဆိုရင်အောက်ကိုလုံးဝဆက်မစစ်တော့ဘူးနော်အဲ့ဆိုတော့ဒီဟာလေးတွေကိုအစားသွင်းတဲ့အခါမှာမှန်အောင်သွင်းပြီးရင်တီတာတန်ဖိုးလေးကတန်းရသွားမှာနော်ဒီ calculator သုံးတာပိုးအဆင်ပြေမှာပေါ့အဲ့ဆိုတီတာတန်ဖိုးရသွားပြီနော်ဒီဟာကိုခုပါဇက်လေးနဲ့စမရှင်းလိုက်တာကိုနားမလည်ဘူးဆိုရင်ရှေ့ဗီဒီယိုမှာဒီ polar form ပြောင်းနည်းလေးတင်ထားပေးတယ်ပေါ့နော်အခုဒီမှာတီတာတန်ဖိုးရပြီအာတန်ဖိုးလည်းရပြီတီတာတန်ဖိုးလည်းရပြီဆိုရင် trigo form ပြောင်းတော့မယ်နော် trigo form ထဲမှာထည့်မယ်ပေါ့အဲ trigo form ပြောင်းဖို့အတွက်ဒီမှာ z power 4နဲ့ -8 root 3 i ကအတူတူပဲเนาะအဲ့လိုမျိုးပြောထားကြတဲ့ကခုစမတို့က z power 4လို့ပဲသုံးလိုက်မယ်เนาะ z power 4ဆိုပြီးတော့ r နေရာမှာ16ထည့်မယ်ဒီမှာသီတာနေရာမှာက -2 pi 3ဆိုပြီးဒီလိုလေးထည့်လိုက်မယ်ပေါ့ဒါက trigo form ပြောင်းလိုက်ပြီ trigo form ပြောင်းပြီးရင်ဒီ z power 4ဒီနှစ်ဖက်စလုံးကို 4တင်မှာပေါ့နော်ဒါပေမဲ့အဲ့ဒါမတင်ခင်ဒီဟာလေးကိုတီတာလေးကို 2k ပိုင်းလေးပေါင်းလိုက်မယ်ဒီမှာနော် 2k ပိုင်းပေါင်းနေပြီးရင်ဒီမှာတစ်ခါတည်း4ကိုဖြုတ်လိုက်ပြီပေါ့နော်ဒီမှာစမတစ်ခါတည်းလှုပ်လိုက်တာအဲ့ဆိုတော့၄ချက်ကိုနှစ်ဖက်စလုံးကို4 root တင်လိုက်တာပေါ့နှစ်ဖက်စလုံးကို4 root တင်လိုက်တော့ဒီမှာဒီလိုလေးဖြစ်သွားတယ်နော်ဒီကြားထဲမှာတစ်စစ်ထည့်ခြင်းလည်းရတယ်ဘယ်လိုထည့်မလဲဆိုရင်ခုဒီမှာစမဒီကနေဒီတန်းသွားလိုက်တာဟုတ်အဲ့ကြားထဲမှာ z power 4 equal to ဒါကနှစ်ဖက်စလုံးကို4 root မတင်သေးဘူးနော်တီတာကို 2k ပိုင်းအရင်ပေါင်းပါ60 into cos minus 2 pi by 3 plus 2k ပိုင်းဒါအရင်ဒီတီတာတန်ဖိုးကို 2k ပိုင်းနဲ့အရင်ပေါင်းလိုက်တာပြီး i sin minus 2 pi by 3 plus 2k ပိုင်းဒါလေးဒီအဆင့်လေးရေးပြီးမှဒီအဆင့် for root တင်ရင်လည်းရတယ်ပေါ့နော်
ဒါကကျမတို့က root ပုံသင်နည်းအဆင့်ကိုရောက်သွားပြီအဲ့ဒါပြီးရင်ကျမတို့ k တန်ဖိုးလေးတွေသွင်းမယ်သူက z power 4လို့ပြောတဲ့အတွက်ကြောင့်မလို့ k က0 1 2 3ထိပဲသွင်းရမယ်ပေါ့နော်အဲဆိုဟိုဘက် slide ကိုသွားမယ်ဒါဟိုဘက်ကပိုင်းခြေတူအောင်လုပ်လိုက်တာပေါ့နော်ခုဒီမှာဒါလေးကိုပိုင်းခြေတူအောင်လုပ်မယ်3နဲ့2နဲ့မြောက်လိုက်ရင် 6k ပိုင်းဒီ3လေးကိုအောက်ချလိုက်ရင်ထွဲရမယ်နော်ခုဟိုဘက်ကအဲ့လိုလေးတစ်ခါလေးလှုပ်ထားတာဒီမှာ -2 ပိုင်း plus 6k ပိုင်းပိုင်းထွဲရသွားတယ်နော်4 root 60ခုစပြီးတော့ k တန်မိုး0သွင်းမယ်နော်4 root 60ဆိုတာ2နဲ့အတူတူပဲအဲ့ဒါဘယ်လိုရလဲဆိုရင်ဒီမှာဒီညာလေးမှာတွက်ပြမယ်4 root ဆိုတာကကြတော့1/4နဲ့အတူတူပဲဟုတ်တယ်နော်အဲ့ဆိုရင်16ဆိုတာက4 square ပေါ့4နဲ့ခါမြောက်ရင်16ရတယ်လीเนาะအဲကြတော့16နေရာမှာ4 square ထည့်လိုက်ပြီးဒီမှာက1/4เนาะဒီမှာကပိုင်းခြေ4ဆိုတော့4 square မသုံးတော့ဘူး2 power 4သုံးလိုက်မယ်နှစ်4ကမြောက်ရင်လေ16ရတယ်ဒါဆိုရင်4နဲ့4နဲ့ကြေဆိုတော့သူ့ရဲ့အဖြေက4 root 16က2ပေါ့အဲကြောင့်ကျွန်တော်တခါလေးရေးလိုက်တယ်ဒီမှာ4 root 16နေရာမှာ2လို့တခါလေးရေးလိုက်တယ်နော် k တန်မိုး0သင်းတဲ့အတွက်ကြောင့်မို့လို့ဒီ 6k ပိုင်းက0ဖြစ်သွားပြီအဲကြောင့်မို့ကျန်မှာက -2 ပိုင်းပိုင်းထွဲကျန်မယ်ဒီမှာလည်း0ဖြစ်သွားပြီ -2 ပိုင်းပိုင်းထွဲသူတို့နှစ်ခုကိုခြေလိုက်မယ်ပြီးတော့စမတော့ဒီဟာလေး minus လေးကဝင်းထဲမှာပါနေတာအဲ့ဒါလေးကလည်းဒီ formula ကိုသုံးမယ် cos minus theta is equal to က cos theta နဲ့အတူတူပဲပြီး sin minus theta ကကြတော့ minus sin theta နဲ့အတူတူပဲအဲ့ဒါလေးကိုတစ်ခါလေးပြောင်းမယ်နော်2နဲ့12နဲ့လည်းခြေမှာနော်ခြေပြီးပြီဆိုတာနဲ့ဒီမှာဒီ cos minus ပိုင်းမိုင်စစ်ကျန်မှာပေါ့နော်အဲ့ဒါက cos theta ဆိုပြီးဒီလိုမျိုးလေးသွင်းလိုက်တယ် sin minus theta ကြတော့ဒီမှာ minus လေးကိုရှေ့ထုတ်လိုက်တယ်ပေါ့နော်ဒါလေးကခြေလို့ရတဲ့ဟာလေးပိုင်းမိုင်စစ်ပြီးရင် cos ပိုင်းမိုင်စစ်ကို calculator နှိပ်မယ် sin ပိုင်းမိုင်စစ်ကို calculator နှိပ်လိုက်ရင်ဒါလေးရမယ်ပေါ့နော် cos ပိုင်းမိုင်စစ်က √3/2 sin ပိုင်းမိုင်စစ်က 1/2ဒီ2လေးကတစ်ခုချင်းစီကိုဝင်မြောက်လိုက်ရင် √3 - i ဆိုပြီးတော့အဖြေရသွားမယ်ဒါက k ကို0သွင်းတာပေါ့နော်ဒီဟာလေးပြန်ဖြတ်လိုက်မယ် k တန်မိုး0သွင်းပြီးရင် k တန်မိုး1သွင်းမယ်နော်ခုဒါစမ k တန်မိုး1ထည့်လိုက်တာပေါ့ k နေရာမှာခု1ဝင်ပြီနော် k နေရာမှာ1ဝင်တော့ k မရှိတော့ဘူးဟဟလားစစ်ပိုင်းဒီမှာ k မရှိတော့ဘူးနော်စစ်ပိုင်းသူတို့နှစ်ခုရှင်းလိုက်ရင်4ပိုင်းရမယ်လေဒါကြောင့်မို့ဆမ4ပိုင်းပိုင်းထွဲဆိုပြီးရေးထားတယ်4နဲ့ထွဲနေရလဲခြေလို့ရတယ်အဲကြောင့်မို့ခြေလိုက်ရင်ပိုင်းပိုင်း3ရမယ်ပေါ့cos ပိုင်းပိုင်း3ကို calculator နှိပ်လိုက်ရင်1/2ရမယ် sin ပိုင်းပိုင်း3ကို calculator နှိပ်လိုက်ရင် √3/2ရမယ်ဒီ2လေးကတစ်ခုချင်းစီကိုဝင်မြောက်လိုက်ရင်1 + √3i ရမယ်ပေါ့နော်အဲ့ဒါက k တန်ဖိုး1ထည့်လိုက်တယ်ပြီးရင် k တန်ဖိုးကို2ပေးလိုက်မယ်2ထည့်လိုက်မယ်ပေါ့နော်ဒီမှာဒါလေးကပြန်ရေးပေးထားတယ်နော်ဒီမှာပဲပြန်ပြီးအစားသွင်းရမှာဖြစ်တဲ့ကြောင့်မို့ဒါလေးကိုslide တိုင်းမှာပြန်ထည့်ပေးထားတယ်နော်ခု k တန်ဖိုး2ထည့်လိုက်မယ် k နေရာမှာ2ထည့်လိုက်ရင်6ရဲ့2ရဲ့မြောက်လိုက်ထွဲရဲ့ -2 ပိုင်းရဲ့ရှင်းလိုက်ရင်10ပိုင်းရမယ်ပေါ့နော်10ပိုင်းပိုင်းထွဲသူလည်းအတိုင်းပဲနော်ဒီတစ်ခုရရင်ဒီတစ်ခုနဲ့အတူတူပဲအဲဆိုတော့သူတို့နှစ်ခုကိုခြေလို့ရရင်ခြေပေါ့ခြေလိုက်ရင်5ပိုင်းပိုင်း6ရမယ်ဒါဆိုရင် cos ပိုင်းပိုင်း cos 5ပိုင်းပိုင်း6ကို calculator နှိပ်လိုက်ရင်-√3/2ရမယ် sin 5ပိုင်းပိုင်း6ကို calculator နှိပ်လိုက်ရင်1/2ရမယ်ပေါ့ဒီ2လေးကတစ်ခုချင်းစီကိုဝင်မြောက်လိုက်ရင်-√3 + i ဆိုပြီးရမယ်နော်အဲ့ဒါ k တန်ဖိုး2သွင်းတာပြီးရင် k တန်ဖိုးကို3သွင်းမယ်အဲ့ဆိုရင်ဒီ k နေရာမှာ3လေးဝင်သွားပြီ6နဲ့3နဲ့မြောက်လိုက်ရင်18ရမယ်ပေါ့နော်18နဲ့2နဲ့ -2 လေးနဲ့ရှင်းလိုက်ရင်16ဖိုင်ဆိုပြီးတော့ရမယ်အဲ့နှစ်ခုကိုရှင်းလိုက်ရင်ခြေလိုက်တာနော်ခြေလိုက်မယ်ဆိုရင်4 pi by 3 4 cos 4 pi by 3ကို calculator နှိပ်လိုက်ရင် -1/2 ရမယ် sin 4 pi by 3ကို calculator နှိပ်ရင် -√3/2 ရမယ်ပေါ့ပြီးရင်2လေးကတစ်ခုချင်းစီကိုဝင်မြောက်လိုက်ရင် -1 -√3i ဆိုပြီးရသွားမယ်နော်ဒီဟာလေးကအကုန်လုံး calculator နှိပ်ရတာဖြစ်တဲ့ကြောင့်မို့ calculator နှိပ်ပြီးတော့ပဲအဖြေထုတ်သွားမယ်ပေါ့နော်တကယ်တမ်းဒီနောက်ပိုင်းတွေကတိတ်ပြီးတော့ဘောနော်
ပညာသိမ့်မပါဘူးပေါ့ဒီအာတီတာရှာတဲ့နေရာလေးကအဓိကပေါ့တီတာအဓိကပဲတကယ်တမ်းတော့နော်တီတာနဲ့ပဲတခြားလုံးကသုံးသွားတာဖြစ်တဲ့ကြောင့်မို့တီတာမှားပြီဆိုတာနဲ့လုံးဝအောက်ကဟာတွေက0ပဲနော်မစစ်တော့ဘူးပေါ့နော်တီတာကအဓိကပဲတီတာမှန်အောင်တွက်ဖို့အတွက်ကခုစမပြောသလိုဒီဟာလေးကို calculator လေးကိုတစ်ခါလေးရိုက်ထည့်လိုက်ပြီးပြီး calculator နဲ့ပဲ polar form ရှာလိုက်အာတီတာတန်းထွက်မယ်အာနဲ့တီတာတော့မှန်သွားပြီဒါပေမဲ့ဒီမှာ cos တီတာ sin တီတာမှာအစားသွင်းတာမှားနေပြီဆိုရင်လည်းမရဘူးနော်တီတာနဲ့အာတီတာအာနဲ့တီတာကကြတော့ calculator နဲ့တွက်တာဆိုတော့အဖြေကတော့မှန်ပါပဲနော်ဒီမှာအစားသွင်းတာလေးကို view design လေးသွင်းပေးရင်အကုန်လုံးကမှန်သွားပြီပေါ့နော်ဒီဟာလေးကအရေးကြီးတယ်အပေါ်ပိုင်းလေးကအရေးကြီးတယ်နော်တခြားမရတဲ့ပုံစံလေးတွေရှိရင်လည်းဆရာမရဲ့ဒီမှန်ပြီးတော့မေးလို့ရတယ်เนาะအဲ့မှာခုလိုပဲဗီဒီယိုလေးတွေတင်ပေးမယ်เนาะ